အားလုံးပဲမင်္ဂလာပါခင်ဗျာ Global Tech Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ Viber မှာမလုပ်တဲ့အရာ၅ခုကိုပြောပြချင်ပါတယ်နံပါတ်1ကိုမသိတဲ့ link တွေ file တွေကိုမဖွင့်ပါနဲ့ Viber public group တွေမှာဒါမှမဟုတ် Viber page တွေမှာဒါလေးကိုနှိပ်ကြည့်ပါဒါလေးကိုနှိပ်လို့ရှိရင်ဘာရတယ်နဲ့အဲ့လိုမျိုးရေးထားတဲ့စာတွေကိုမိတ်ဆွေတို့ကအလွယ်တကူမနှိပ်ပါနဲ့ဘာလို့လဲဆိုတော့အဲ့ဒီ link တွေကိုနှိပ်လိုက်လို့ရှိရင် bias တွေကတ်စေနိုင်ပါတယ် phishing link တွေရှာထားပြီးတော့အကောင့်တွေအဟက်ခံရနိုင်ပါတယ်မိတ်ဆွေတို့ကိုငွေကြေးလိမ်လည်တာတို့ဒါမျိုးတွေလုပ်နိုင်ပါတယ်အားအကြောင်းမိတ်ဆွေတို့ကိုမသိတဲ့ link တွေကို Viber မှာမနှိပ်ပါနဲ့နံပါတ်2အချက်ကတော့ verification code ကိုဘယ်သူမှမပေးပါနဲ့ကိုယ့်ရဲ့ဖုန်း message ကိုပဲဖြစ်ဖြစ် Viber ရဲ့ notification မှာပဲဖြစ်ဖြစ်Viber OTP code တွေ verification code တွေကြာလာပြီဆိုရင်ဘယ်သူ့ကိုမှရှောက်ပြီးတော့မပေးပါနဲ့ဘယ်သူ့ကိုမှရှောက်မပြောပါနဲ့ပြီးတော့Viber notification ကြာလာတာနဲ့ပြီးမှတခြားကိုမသိတဲ့လူတစ်ယောက်က send me this code ဆိုပြီးတော့စာလမ်းပို့တယ်ဆိုလို့ရှိရင်ဒါကဒီလူကတရားရကန်တော့စကန်ဖြစ်နိုင်ပါတယ်။ဒါကြောင့်မိတ်ဆွေတို့ကအဲ့ဒီလူကို Viber code နံပါတ်ကိုသွားမပေးပါနဲ့။လိန်တဲ့လူတွေကအမျိုးမျိုးလိန်တက်ပါတယ်။ဒါကြောင့်မိတ်ဆွေတို့သတိထားကြပါ။နံပါတ်3ချက်ကတော့ public group တွေမှာကိုယ့်ရဲ့ information တွေကိုရှောက်မပြပါနဲ့။တချို့ကရှိတယ် public group တွေမှာ Facebook နည်းပညာများမျှဝေရာတို့Facebook တွေမှာရှိတယ် Viber တွေမှာလည်းရှိပါတယ်။ Viber အခက်အခဲများဖြည့်ရှင်းကြမယ်အတူတူအဲ့လိုမျိုးgroup တွေမှာကိုယ့်ရဲ့ personal information တွေကိုရှောက်မပြပါနဲ့။တချို့လူတွေကရှိတယ်ဒီဖုန်းနံပါတ်သိုံနဲ့ဘဏ်အကောင့်လေးတွေတည်ုံနဲ့ဟက်လို့မရဘူးကိုယ်ထိခိုက်အောင်ဘာမှမလုပ်နိုင်ဘူးလို့ထင်ကြပါတယ်အဲအကြောင်းအကူအညီတောင်းတဲ့အခါမှာဖုန်းနံပါတ်တွေရော information အစုံကိုချပြပြီးတော့အကူအညီတောင်းတတ်ကြပါတယ်အဲ့လိုမျိုးအကူအညီတောင်းလိုက်လို့ရှိရင်မတမာတဲ့လူတချို့တွေ့သွားပြီဆိုလို့ရှိရင်မိတ်ဆွေရဲ့ဖုန်းနံပါတ်တွေယူ information အစုံယူပြီးတော့မိတ်ဆွေကိုဘောပြက်အောင်လုပ်နိုင်ပါတယ်ဒါကြောင့်မိတ်ဆွေတို့ဘယ် public group တွေမှာပဲဖြစ်ဖြစ်ဖုန်းနံပါတ်ပြီးတော့ NRC ဆိုတာကတော့မှတ်ပုံတင်ကိုပြောတာပါပြီးတော့ bank information တွေ location တွေကိုရှာမပြပါနဲ့နံပါတ်4အချက်ကတော့ Viber ရဲ့ backup ကို off မထားပါနဲ့